I miss the car, I'm out there bubbling. โอเคအခုနောက်ထပ်တွေ့ဆုံမဲ့နောက်တစ်ယောက်ကကြတော့ကျွန်တော်တို့ step to single မှာဆိုရင် marketing manager ဖြစ်တဲ့မတ်နင်းဖြစ်ပါတယ်မတ်နင်းနဲ့တွေ့ဆုံဖို့အတွက်ကျွန်တော်လည်းခဏလေးလိုက်ခဲ့ပြပါဦးမင်္ဂလာပါမတ်နင်း မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါ ဟုတ်ကဲ့ပါဗျဒီနေ့ပြုလုပ်တဲ့အစီအစဉ်လေးကကြာပါတော့เนาะကျွန်တော်တို့ step to single ရဲ့ MD နဲ့အတူကျွန်တော်ပါဝင်ဒီ step to single ရဲ့ podcast လေးကိုအနေနဲ့ကျွန်တော်ထုတ်လွှင့်နေရပါတော့အဲ့တော့အမအနေနဲ့ဒီចောင်းလျှောက်ခြင်းနဲ့ចောင်းသားတွေအတွက်ကောចောင်းသားမိဘတွေအတွက်ကောပေါ့เนาะအမအနေနဲ့ဒီ suggestion ပြုလုပ်ခြင်းနဲ့အပိုင်းလေးများရှိမလားဗျဟုတ်ကဲ့ပါရှင်စင်ကာပူကကြတော့ပေါ့နော်အာရှရဲ့ဒီပညာရေးမှာဆိုရင်ထိတ်ဆွရက်တည်နေတဲ့နိုင်ငံပေါ့နော်ဒါကြောင့်မို့လို့ step to စင်ကာပူကနေချိတ်ဆက်ထားရဲပေါ့နော်အကြောင်းနေရဆိုရင်အကြောင်းကြီးတက်နဲ့တစ်နှစ်ကိုဆိုရင်စင်ကာပူဒေါ်လာ3000ကနေပြီးတော့မှ9000ပေါ့နော်အဲ့လောက်ဝန်းကျင်ချားမှာရှိရဲပေါ့နော်ဒါကြောင့်မို့လို့အကြောင်းကြီးတက်နဲ့ဒီပြည်နိုင်ငံခြားမှာအကြောင်းတက်ချင်နေဆိုရင်လည်းဒီစင်ကာပူမှာရှိတဲ့ဒီကျောင်းနေမှာပေါ့နော် private ကျောင်းနေပေါ့အဲ့မှာတက်ရောက်လို့ရတယ်ပြီးတော့ step to Singapore ကကြတော့ပထမဆုံးပေါ့ကျောင်းရွေးချယ်တဲ့အပိုင်းပေါ့ကျောင်းရွေးချယ်တဲ့အပိုင်းနေဘာသာရေးရွေးချယ်တဲ့အပိုင်းနေမှာလည်းအခမဲ့ consultation တွေလုပ်ပေးရဲပြီးတော့ရင်လည်း visa process ကနေပြီးတော့မှနောက်ဆုံးကျောင်းတက်ရောက်တဲ့အထိကိုပေါ့နော်ကိုကြီးဆောင်ရွက်ပေးရရှိပါတယ်ဒါကြောင့်မို့လို့ဒီမှာဆိုရင်ဒီအဆင်ပြေနဲ့ပေါ့နော်ချောချောမွေ့မွေ့နဲ့ပဲကျောင်းရဲ့ process တွေကအစအကုန်အစဆုံးလုပ်ပေးရဖြစ်တဲ့အတွက်ကြောင့်မို့လို့ step to Singapore ကိုယုံကြည်လို့ရတယ်အားကိုးလို့ရပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါအမအခုလိုဖြေချပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အခုနောက်ထပ်တွေ့ဆုံမဲ့တယောက်ကတော့ကျွန်တော်တို့ရဲ့ general manager ဖြစ်တဲ့မတ်တီတီဖြစ်ပါတယ်အဲ့တော့အမတို့နှစ်ယောက်နဲ့အတူတူမတ်တီတီကိုတွားရောက်ပြီးတော့မိတ်ဆက်ကြအောင်ဟုတ်တွားကြစို့နော်